မင်္ဂလာပါကရုံထိုင်း ATM ဆက်ကနေကစီကွန် ATM ကနဲ့ငွေသားထည့်တဲ့နည်းလေးမျှဝေပြီးတော့မှာပဲဖြစ်ပါတယ် ATM ဆက်မှာ deposit ဆိုတာလေးကိုနှိပ်ပါ liquid ကိုနှိပ်ပါမြန်မာဘာသာကိုနှိပ်ပါငွေထည့်ရန်မြန်မာဘာသာမရှိတဲ့အတွက်အင်္ဂလိပ်ဘာသာပြောင်းမယ်နော် deposit ကိုနှိပ်မယ်3000အောက်ထဲမှာဖြစ်တဲ့အတွက်အပေါ်တစ်ကြောင်းဖြစ်တဲ့ deposit not exceeding 3000 baht ဆိုတဲ့အပေါ်တစ်ခုကိုနှိပ်ပါမယ်ဒေးပစ်ကတ်နဲ့ထဲမှာဖြစ်တဲ့အတွက်ဒုတိယတစ်ခုကိုနှိပ်ပါမယ်ပြီးတော့ကိုယ့်ရဲ့ ATM ကတ်ကိုထည့်လိုက်ပါမယ်နော်ပြီးရင်ကိုယ့်ရဲ့လျှို့ဝှက်နံပါတ်ကိုရိုက်ထည့်မယ် confirm ကိုနှိပ်မယ်နော်ပြီးပြီဆိုရင်ကစီကွန်ဘဏ် ATM ကတ်ဖြစ်တဲ့အတွက်ကစီကွန်ကိုနှိပ်မယ်ကစီကွန်ရဲ့ဘဏ်အကောင့်နံပါတ်ကိုရိုက်ထည့်ပါမယ်နော်တခြားဘဏ်ဆိုရင်တော့ကိုထည့်တဲ့ ATM ကတ်ရဲ့ဘဏ်နံပါတ်ကိုရိုက်ထည့်မယ်နော်ပြီးရင်တုတ်လုံးကိုနှိပ်မယ်တုတ်လုံးကိုထည့်နှိပ်မယ်အင်္ဂလိပ်ဘာသာရွေးထားရက်သားနဲ့ထိုင်းဘာသာဖြစ်နေတယ်ပေါ့နော်ဘုံပွင့်လာပြီဆိုဘဏ်အကောင့်မှန်စစ်မယ်မှန်ပြီဆိုရင်ထည့်လို့တဲ့ငွေသားကိုထည့်လိုက်ပါမယ်နော်တထောင်တန်တရွက်မှန်တဲ့အတွက်အောက်ကရင်ရန်ဆိုတဲ့အစိမ်းရောင်လေးကိုနှိပ်မယ်ဗန်ချင်းမတူတဲ့အတွက်ဝန်ဆောင်ခ90ဘတ်ပြီးရပါတယ်เนาะဒါဆိုရင်1000ထည့်တာ950ပဲကျန်တယ်ထည့်မယ်ဆိုရင်အပေါ်ကအစိမ်းရောင်ကိုနှိပ်မယ်เนาะအမကမထည့်တော့တဲ့အတွက်အောက်ကတက်ချစ်ခတ်လေးကိုနှိပ်လိုက်တယ်ပြီးရင်ကိုရဲ့ ATM ကတ်ကိုပြင်ယူလိုက်တယ်เนาะတကယ်လို့ကိုကกรุงไทยအချင်းချင်းထဲတာဆိုရင်တော့ဝန်ဆောင်ခမပေးရပါဘူးเนาะဒါဆိုရင်กรุงไทยဘဏ်ကနေငွေသားထဲတဲ့နည်းလေးရသွားပါပြီအားလုံးစင်ပြေမယ်လို့မျှော်လင့်ပါတယ်